မြန်မာငလင်ကယ်ဆယ်ရေးကနေပြန်လာချိန်မှာသူရဲကောင်းတွေလိုကြိုးဆိုခံရတဲ့မလေးရှားကယ်ဆယ်ရေးစပတ်ဖွဲ့အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံမှာအင်အားပြင်းငလင်ကြီးလှုပ်ခတ်သွားတဲ့ချိန်မှာဆိုရင်တော့နိုင်ငံတကာကအကူအညီတွေလည်းရောက်လာခဲ့ကြပါတယ်အချို့နိုင်ငံတွေကဆိုရင်တော့ကယ်ဆယ်ရေးဖွဲ့တွေပါဆေးလို့ပြီးအဆောက်အုံပြိုကျပျက်စီးမှုအောက်မှာပြင်းပြနေတဲ့သူတွေနဲ့ဓာတ်ဘော်ဒီတွေကိုကယ်ထုတ်ဖို့လှုံ့ဆော်ခဲ့ပါတယ်တကယ်တမ်းမြန်မာနိုင်ငံကကယ်ဆယ်ရေးတွေနဲ့တင်မဲဆိုရင်လုပ်ငန်းတွေကဒီလောက်ထိခီးပေါနိုင်မှာမဟုတ်ပါဘူးနိုင်ငံတကာကနည်းပညာတွေစက်ကရိယာတွေပါလာတဲ့ချိန်မှာတော့ကယ်ဆယ်ရေးလုပ်ငန်းတွေဟာပို့ပြီးတော့ဆင်ပြေခဲ့တယ်လို့တက်ရှင်လေးရဲ့ကယ်ထုတ်နိုင်တာတွေရှိခဲ့ပါတယ်။ငလင်တဲ့ကြောင့်အသေးပြောင်များခဲ့တာကတော့ဘိုးကျက်ဖြစ်ခဲ့တဲ့မန်လီစကိုင်းနီတဝိုက်ဒေသတွေနဲ့နေပြီးတော့ကြောက်စဲပျော်ဝဲစားတဲ့ဒေသတွေပဲဖြစ်ပါတယ်။မြန်မာငလင်ဘေးတွေရုရှားတရုတ်အိန္ဒိယစတဲ့နိုင်ငံတွေကကယ်ဆယ်ရေးဖွဲ့တွေရောက်လာကြပြီးတော့မျိုးလိုက်ခွဲပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ခဲ့ကြပါတယ်။မြန်မာငလင်ဘေးကယ်ဆယ်ရေးတွေရောက်လာတဲ့ဖွဲ့တွေထဲမှာမလေးရှားကစပတ်လို့ခေါ်တဲ့ကယ်ဆယ်ရေးဖွဲ့လည်းပါဝင်ခဲ့ပါတယ်။ကယ်ဆယ်ရေးဖွဲ့ဆဲလို့တဲ့ပြင်ကုန်မှာမလေးရှားအစိုးရမြန်မာငလင်ဘေးတွေအမေရိကန်ဒေါ်လာ2သန်းကျော်လဲလူဒန်းပေးခဲ့ပါသေးတယ်။စမတ်ဖွဲ့အားဆိုရင်မလ30ရက်နေ့ငလင်လောက်ခဲ့ပြီး2ရက်ကြာမှပဲမလေးရှားနိုင်ငံကနေမြန်မာနိုင်ငံကိုထွက်ခွာလာခဲ့ကြတာဖြစ်ပါတယ်။အရင်ဆုံးနေပြီးတော့မှကယ်ဆယ်ရေးလုပ်ခဲ့ပြီးနောက်မန်လီစကိုင်းဒေသတွေထိပါဆက်ပြီးတော့ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပါတယ်။စမတ်ဖွဲ့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာဆိုရင်တော့ပိတ်မိနေသူ9ဦးထိကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကပြီးဆုံးသလောက်ဖြစ်သွားခဲ့ပြီးကယ်ဆယ်ရေးဖွဲ့တွေလည်းသက်ဆိုင်ရာနိုင်ငံတွေကိုပြန်သွားခဲ့ကြပြီလည်းဖြစ်ပါတယ်။ကယ်ဆယ်ရေးနောက်ပိုင်းမှာအဆောက်အုံပြက်တွေရှင်းလင်းတာနဲ့ပြန်လည်ထူထောင်ရေးကိုနိုင်ငံအတွင်းမှာပဲတာဝန်ယူပြီးတော့လုပ်ကြရတော့မှလည်းဖြစ်ပါတယ်။မလေးရှားကယ်ဆယ်ရေးစမတ်ဖွဲ့ဟာဆိုရင်လေကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးသွားခဲ့ပြီဖြစ်တာကြောင့်မြန်မာနိုင်ငံကနေပြန်လည်ထွက်ခွာသွားခဲ့ကြပြီလည်းဖြစ်ပါတယ်။ကယ်ဆယ်ရေးလုပ်နေကြတဲ့အချိန်မှာလေမြန်မာပြည်သူတွေရဲ့ဖော်ရည်မှုတွေဟာဆိုရင်နိုင်ငံတကာအဖွဲ့တွေကပါအတိအမဲ့ပြုခဲ့ရတဲ့အထိလည်းဖြစ်ပါတယ်။ကယ်ဆယ်ရေးဖွဲ့တွေကဈေးဝယ်ချိန်မှာဆိုင်ရှင်တွေကလည်းပတ်စံမြူခဲ့ကြသလိုအစားအသောက်တွေကစကယ်ဆယ်ရေးဖွဲ့တွေကလှူဒန်းခဲ့ကြပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးမလေးရှားကိုပြန်ရောက်လာခဲ့တဲ့စမတ်ဖွဲ့ကိုဆိုရင်လေမလေးရှားရောက်မြန်မာတွေကသူရဲကောင်းတို့လိုပဲကြိုးဆိုဂုဏ်ပြုခဲ့ကြပါတယ်။ဒီကြိုးဆိုမှုကိုတော့မလေးရှားရောက်မြန်မာတိုင်းရင်းသားများညွန်ပေါင်းဖွဲ့ကဦးဆောင်ခဲ့ပြီးတော့စမတ်ဖွဲ့ရဲ့ရုံးချုပ်ရှိရာစပန်မြို့မှာစုဝေးပြီးတော့ကြိုးဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီသတင်းကလည်းမလေးရှားသတင်းစာတွေမှာပါခေါင်းစည်းသတင်းအနေနဲ့ပါဝင်ခဲ့တာလည်းတွေ့ရပါတယ်။မလေးရှားအဖွဲ့ပါဝင်နိုင်ငံတကာကကုညီကယ်ဆယ်ရေးဖွဲ့တွေရဲ့မြန်မာငလင်ဘေးတွေအောက်တက်တရောကုညီမှုတွေဟာဆိုရင်လေတကယ့်ကိုမှကျေးဇူးတင်စရာကောင်းလာပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။